ဒီမျိုးသမီးဟာအိမ်အောင်ရှိပြီးသားလူတစ်ယောက်နဲ့ကလေးတစ်ယောက်ရလာခဲ့ပါတယ်အခုတော့သူမကကလေးကိုမလိုချင်တော့ပါဘူးမိုးတိတ်ထန်စွာရွာနေတဲ့ညတညမှာသူမကကလေးကိုမိုးကအင်ဂျီနဲ့ထုတ်ပိုးပြီးဖះเจ้าရှိမှတိတ်တဆိတ်ဆုပ်ပစ်ခဲ့ပါတယ်ကင်းလှည့်နေတဲ့အမျိုးသမီးရဲရရှိတဦးကအဲ့ဒီဖြစ်ရတစ်ခုလုံးကိုအမှတ်မထင်မြင်တွေ့သွားခဲ့ပါတယ်ကလေးအေးမိပြီးတိတ်ဆုံးသွားမှာကိုစိုးရိမ်တာကြောင့်သူမကကလေးကိုဖះเจ้าတကားနားမှာရှိတဲ့ကလေးပုံးတွေကိုထည့်ပေးခဲ့ပါတယ်ကလေးပုံးဆိုတာမိဘတွေကကိုယ့်ရင်သွေးကိုမွေးမြူနိုင်စွမ်းမရှိတော့တဲ့အခါစွန့်ပစ်ဖို့အတွက်သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်မူဝါဒအရကလေးကိုပုံးနဲ့ထည့်လိုက်ပြီးဆိုတာနဲ့ဖះเจ้าဘက်ကတာဝန်ယူဆောက်ရှောက်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာကလေးပုံးဘက်မှာတာဝန်ကျနေတဲ့လူမျိုးကတကယ်ဖះเจ้าဝန်ထမ်းတွေမဟုတ်ကြပါဘူးသူတို့ကဖះเจ้าစေတနာဝန်ထမ်းတွေအဖြစ်ဟန်ဆောင်နေကြတာဖြစ်ပြီးတကယ်တရားမဝင်ပဲစွန့်ပစ်ခံရတဲ့ကလေးငယ်တွေကိုမိသားစုရှာပေးပြီးငွေရှာစားနေကြသူတွေဖြစ်ပါတယ်အဝိရှော်ဆိုင်ပိုင်ရှင်ကကလေးပတ်ထားတဲ့အထုပ်ကိုဖြည့်ကြည့်လိုက်တဲ့အခါထည့်ထားတဲ့မတ်စုစာရွက်လေးတစ်စောင်ကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒီထဲမှာအီတန်အလန်တောင်းပန်ပါတယ်မိခင်ဖြစ်တဲ့ကိုပြန်လာခဲ့ပါမယ်လို့ရေးသားထားပါတယ်နောက်ထပ်အသက်ငယ်တဲ့ကွန်ပင်ဆိုတဲ့လူကလုံခြုံရေးဗီဒီယိုမှတ်တမ်းတွေကိုအမြန်ဆုံးဖျက်ဆီးပစ်လိုက်ပါတယ်အဝိရှော်ဆိုင်ပိုင်ရှင်ကကလေးကိုသူ့ကားထဲကိုခိုးယူတင်သွားခဲ့ပါတယ်အလုပ်ဆင်းတဲ့အခါကလေးကိုခေါ်ပြီးအိမ်ပြန်လာခဲ့ပါတယ်သူမသိလိုက်တာကအမျိုးသမီးရဲရရှိကသူ့ကိုနောက်ယောင်ခံလိုက်နေပြီဆိုတာပါပဲသူကလေးကိုအဝိရှော်ဆိုင်ထဲခေါ်သွားတာကိုရဲရရှိမကကိုယ်တိုင်မြင်တွေ့ခဲ့တာဖြစ်ပါတယ်ကလေးကအရန်ကိုချုံမောလာပနေပါတယ်လူနှစ်ယောက်ကကလေးအတွက်အိမ်တစ်လုံးကိုအမြန်ဆုံးရှာပေးနိုင်မယ်လို့တွက်ဆထားလိုက်ကြပါတယ်နေ့ရက်ကြာမှာတော့ကလေးရဲ့အမေစာရာကသူမရဲ့သားလေးကိုလိုက်လံရှာဖွေဖို့ပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီနေ့မှာကွန်ပင်ကဖះเจ้าမှာတာဝန်ကျနေခြင်းဖြစ်နေပါတယ်။ဖះเจ้าဝန်ထမ်းတွေကမှတ်တမ်းတွေကိုစစ်ဆေးကြည့်ပြီးစာရာရဲ့ကလေးကိုဘယ်တော့မှလက်မခံခဲ့ဘူးကြောင်းပြောပြခဲ့ပါတယ်။စာရာကမယုံကြည်တာကြောင့်ကွန်ပင်ကဖះเจ้าရဲ့စောင့်ရှောက်မှုအောက်မှာရှိနေတဲ့ကလေးငယ်အားလုံးကိုလိုက်ပြခဲ့ပါတယ်။စကားပြောနေရင်းနဲ့စာရာကကလေးကိုတိုက်ရိုက်ပုံနဲ့ထည့်ခဲ့တာမဟုတ်ဘူးဆိုတာကိုကွန်ပင်သိရှိသွားခဲ့ပါတယ်။ဘုန်းကြီးကဒါဟာတင့်လျော်တဲ့လက်ခံလွှဲပြောင်းမှုမဟုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့စာရာကိုပြန်လွှတ်လိုက်ပါတယ်ထွက်သွားပြီးနောက်မှာစာရာကဒီအကြောင်းကိုတွေးလေလေဒေါသထွက်လေလေဖြစ်လာပါတယ်။သူမကရဲကိုဖုန်းခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကွန်ပင်ကအချိန်မီရောက်လာပြီးသူမကိုတားဆီးခဲ့ပါတယ်။သူမကိုအဝိရှော်ဆိုင်ကိုခေါ်သွားပြီးအီတန်ကိုကိုယ်တိုင်တွေ့ခွင့်ပေးခဲ့ပါတယ်။အစားပိုင်းမှာတော့လူနှစ်ယောက်စလုံးကသူတို့ဘယ်လိုလုပ်ငန်းမျိုးလုပ်ကိုင်နေကြတယ်ဆိုတာကိုဝန်မခံကြပါဘူး။ကွန်ပင်ကအခြေအနေကိုပြောင်းပြန်လှန်ပြီးကလေးကိုစွန့်ပစ်ခဲ့တဲ့အတွက်စာရာကိုပဲပြန်ပြီးအပြစ်တင်ခဲ့ပါတယ်။စာရာကလည်းသူမဘယ်တော့မှကလေးကိုမစွန့်ပစ်ခဲ့ကြောင်းခက်ခဏသာထားခဲ့တာဖြစ်ပြီးမတ်စုတောင်ချန်ထားခဲ့ကြောင်းပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။အဲ့ဒီချိန်မှာအဝိရှော်ဆိုင်ပိုင်ရှင်ကသူမကိုအမှန်တိုင်းပြောပြခဲ့ပါတယ်။အဲ့ဒီမတ်စုကကလေးကိုဘမကူညီနိုင်ပဲအခွင့်အရေးကိုဆုံးရှုံးစေခဲ့တယ်လို့ဆိုပါတယ်။အားကြောင့်လဲဆိုတော့ဖះเจ้าဘက်ကသူမနောက်တနေ့ပြန်လာယူမှကိုစိုးရိမ်နေတဲ့အတွက်အီတန်ကိုမွေးစားမဲ့စီရင်နဲ့မထည့်ပေးခဲ့ပါဘူး။အဲ့ဒီတော့အီတန်ကမိသားစုအစ်စ်ကမွေးစားမဲ့အခွင့်အရေးလုံးဝမရှိပဲမိဘမဲ့ကေဟာမှာပဲအဆုံးမရှိဆက်နေရတော့မှာဖြစ်ပါတယ်။သူတို့ကလေးကိုခေါ်လာရတဲ့အကြောင်းရင်းကကောင်းမွန်တဲ့မိသားစုတစ်ခုရှာပေးခြင်းလို့ပါလို့သူကရှင်းပြခဲ့ပါတယ်။အဝိရှော်ဆိုင်ပိုင်ရှင်ကယူသားတဲ့ပုံစံနဲ့ပြောဆိုနေပေမဲ့စာရာကတော့ဒါတွေဟာအကြောင်းပြချက်တက်တာဖြစ်တယ်လို့တွေးခဲ့ပါတယ်။သူမကရဲကိုဖုံးဆက်ဖို့ဆက်ပြီးဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။ဒါကိုမြင်တော့အဝိရှော်ဆိုင်ပိုင်ရှင်ရဲ့လေတံကပြောသွားခဲ့ပါတယ်။သူဒီလုပ်ငန်းကိုလုပ်နေတာကပတ်စံရှာဖို့အတွက်တက်ပါပဲလို့ဝန်ခံလိုက်ပြီးရလာတဲ့ငွေတွေကိုသူမနဲ့50ခွဲဝေပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။စုစုပေါင်းငွေပမာဏကဒေါ်လာ9သူညခန့်ရှိပါတယ်။ငွေကြေးဆိုတာတကယ်ကိုဆွဲဆောင်မှုရှိလာပါတယ်။အဲ့ဒီခါမှာစာရာကရဲကိုဖုံးမခေါ်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကလေးကိုမိသားစုတစ်လက်ထဲလွှဲပြောင်းပေးတာကိုသူမကိုယ်တိုင်မျက်စိနဲ့အသေးချာမြင်တွေ့ရမယ်လို့အခိုင်အမာတောင်းဆိုခဲ့ပါတယ်။နောက်တနေ့မနက်စောစောမှာလူ3ယောက်စလုံးပစ္စည်းတွေတင်ပြီးခီးထွက်ခဲ့ကြပါတယ်။ကွန်ပင်ကမိသားစုတစုကိုအရင်ကတည်းကရှာဖွေစီစဉ်ထားပြီးဖြစ်ပါတယ်။သူတို့ကကလေးကိုကားပေါ်တင်ပြီးအမြန်လမ်းမကြီးပေါ်ကိုထွက်လာခဲ့ကြပါတယ်။သူတို့မသိလိုက်တာကအမျိုးသမီးရဲရရှိမကသူတို့နောက်ကိုလိုက်လာနေတယ်ဆိုတာပါပဲ။သူမကတရားမဝင်မွေးစားကုန်ကူးမှုပြဿနာတွေကိုစုံစမ်းစစ်ဆေးနေတာကြားပြီးဖြစ်ပါတယ်။သူမကချက်ချင်းဝင်ရောက်ဖန်ဆီးခြင်းမပြုဘဲသူတို့နောက်ကိုတိတ်တဆိတ်နောက်ယောင်ခံလိုက်သွားပြီးလက်ညာရီမိမဲ့အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ခိုင်လုံတဲ့တက်တေထောက်ထားတွေနဲ့လူ3ယောက်ကချင်းဆိုထားတဲ့နေရာကိုရောက်ရှိလာကြပါတယ်။အဲ့ဒီမှာစောင့်ဆိုင်းနေတဲ့လင်မယား2ဦးမှာကိုပိုင်သားသမီးမရှိကြပါဘူး။ဒါပေမဲ့ယောက်ျားဖြစ်သူကကလေးကိုမြင်လိုက်တာနဲ့အဖြစ်တွေအမွှားမြွားရှာပါတော့တယ်။ကလေးရဲ့မျက်လုံးကတေးလွန်းတဲ့မျက်ခုံးမွေးကပါလွန်းတယ်လို့ပြောပါတယ်။ကလေးကမိခင်ဖြစ်သူအတ္တမပြုချင်းခံရလို့ရလာတဲ့ကလေးလားလို့တောင်မေးခွန်းထုတ်ခဲ့ပါသေးတယ်။ဒီမိသားစုမှာပတ်စံရှိတာမရှိတာကအဓိကမဟုတ်တော့ပါဘူး။ဒီလူပြောတဲ့စကားတွေကအရန်ကိုယုံစရာကောင်းလို့နေပါတယ်။စာရာကဒီလိုလူမျိုးနဲ့ဆိုရင်အီတန်ရဲ့ဘဝကဘယ်လိုဖြစ်သွားမလဲဆိုတာကိုတွေးမိသွားပါတယ်။လုံးဝမကောင်းနိုင်ပါဘူး။အနားတောင်ကတ်လို့မရပါဘူး။အဲ့ဒီနေရာမှာတင်သူမကဒီလိုမိသားစုလက်ထက်ကိုသူမရဲ့သားလေးကိုလုံးဝမလွှဲပြောင်းပေးတော့ဘူးလို့အပြည့်အပြည့်ဆုံးဖြတ်လိုက်ပါတော့တယ်။